ညံ့တဲ့စကားရှိရစကားပြောတာအရန်ချိုသာရမယ်ပေါ့နော်တဏ္ဏဝါစာပြည့်ပြည့်တဲ့စကားရှိရမယ်ဒီစကားကိုဒီမှာထပ်ထပ်ပြီးတော့ပြောတာကိုအရင်ကအရန်သဘောကျတယ်စကားနဲ့ပတ်သက်ပြီးတော့အများကြီးသတိထားတဲ့အရာရှိတယ်ပေါ့နော်ဒါပြောလဲပြောတဲ့တယ်လို့စိတ်ထဲမှာခံစားမိတယ်ဘာဖြစ်လို့ဆိုတော့အတော်အချင်းချင်းဆက်ဆက်နေကြတဲ့နေမှာဒီစကားနဲ့ဆက်ဆံတာကိုစကားကမနှူးညံ့ဘူးကြမ်းတမ်းနေနော်စကားအယမ်းမာတယ်ဆိုလို့ရှိရင်ဒီအဓိပ္ပာယ်ကိုပြောခံရတဲ့လူကအယမ်းစိတ်ဆင်းရဲရတယ်ကိုယ်ကမာကြီးပြောတာကိုဘလို့မှမကြိုက်နိုင်အခါရခက်တယ်ပေါ့စိတ်နာတယ်ပေါ့နော်စိတ်ထဲမှာနာသွားတယ်လူတိုင်းနာဖို့မဲ့ထင်နော်မာကြီးခက်ထန်ကြီးပြောလိုက်လို့ရှိရင်နော်စကားရဲ့အဓိပ္ပာယ်ကတော့ဒါပါပဲနော်ဒါကြောင့်ဒီစကားရဲ့အကျိုးသက်ရောက်မှုကလူတွေရဲ့ပုံမှာအများကြီးလွှမ်းမိုးမှုရှိတယ်ဒီဥစ္စာကိုနားလည်ပြီးတော့နော်စကားကြောင့်ကောင်းခြင်းမကောင်းခြင်းတွေဟာအများကြီးဖြစ်နိုင်တာကိုဒါကြောင့်သူကဒီမှာစကားတွေအများကြီးသုံးတာတယ်စကားနဲ့ပတ်သက်ပြီးတော့နော်